စင်မပြေလို့ရှောက်သွားတာတော့မဟုတ်တော့ပါဘူးပြင်ဦးလင်မှာသူ့ဖေဆိုင်ခွဲရှိရတယ်လောကိစ္စနဲ့လည်းသွားတာဖြစ်မှာပါအခုတော့ညီမနဲ့တွေ့ရကန်ဆိုးသွားပြီထင်တယ် ကန်ဆိုးတာတော့မဖြစ်နိုင်ပါဘူးကန်ကောင်းတာပဲနေပါဒီရပိုင်းစိုးမို့မတွေးဖြစ်ဘူးနော် သူ့ဘက်ကလည်းမဆက်လာသလိုကလေးဟာဘက်ကလည်းသူ့ကိုပြန်ပြီးတော့မဆက်သွဖြစ်ဘူး ဟိုရေးစားဘွားမှာအခုလိုခဏခဏချင်ဖြစ်နေရတာမကောင်းလို့ကိုတည်း သမီးတို့ညီမနှစ်ယောက်လုံးချစ်တယ်နော် နည်းနည်း မမေမမေ စိတ်မကောင်းပါဘူးညမအမေဖြစ်စေခြင်းနဲ့နောက်ဆုံးဆန္ဒကိုညမလုပ်ပေးနိုင်ခဲ့ပါတယ် ဒီကောင်မလေးပြင်းဦးနဲ့တကယ်သွားမသွားစိုးမိုးကိုစုံစမ်းခိုင်းကြည့်ပါလား ဒီကောင်ကိုစုံစမ်းခန်းလိုက်လို့ငါကောင်မလေးနဲ့တွေ့ပြီးဇလန်းတွေဖြစ်သွားတယ်ငါပဲကြည်ကိုရအောင် ဒါဆိုကျွန်တော်တို့နှစ်ယောက်ဆုံးတော့အဲ့ဒီကြီးစက်ကြောင့်လား